မျက်တစ်ပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်သူများကြွေးဆိုတာအမြဲတမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်အပျက်ကလေးတခုပြောရမယ်ဆိုရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တေးသွားတယ်တေးသွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်ကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတယ်နဘာကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အရွယ်ရောက်တော့အဲ့ဒီ